အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့ဘာလေးပြပြခြင်းလဲဆိုပေါ့ဒါ teacher တွေအတွက်ကိုဝေးမျှပေးရပါတော့2025မှာမင်းတို့လုံးဝပြောင်းလဲစေခဲ့တဲ့ skills လေးခုရှိရပေါ့နော်အဲ့ skills လေးခုကြောင့် English teacher ကနေပြီးတော့ teachers trainer ထိလည်းလုပ်နိုင်ခဲ့တယ်ပြီးတော့ school development specialist တယောက်အနေနဲ့လည်းရည်တည်နိုင်ခဲ့တယ်ဒါအပြင်ပေါ့နော် course တွေကို design ဆွဲပြီး course designer အလုပ်ကိုပါယုံကြည်မှုရှိရှိနဲ့လုပ်လာနိုင်ခဲ့ဒါအပြင်မျိုးထားပေါ့နော် language school ကိုလည်းနောက်ထပ် branch တစ်ခုအနေနဲ့ဖွင့်နိုင်ခဲ့တယ်ပေါ့နော်ဒီတော့ဆိုလို့ရှိရင်တခြားသူတယောက်အတွက်ကိုပေါ့နော်ဒီကျောင်းရဲ့ဒီတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးset up လုပ်ရမယ်ဘယ်လိုမျိုးကောင်းပို့ပြီးတော့တိုးတက်ကောင်းမွန်လုပ်ရမလဲဆိုတော့အကြံပေးရတဲ့ပုံစံမျိုးနဲ့ကိုယ်မှာ idea တွေအများကြီးရှိနေပြီပဲလုံးဝမလုပ်ရဘူးပေါ့နော်ကိုယ့်ကိုလည်း confidence မရှိခဲ့ဘူးနောက်ပြီးတော့ဒီ resource တွေဆိုလို့ရှိရင်လည်းဘယ်နေရာရှာမလဲဘယ်လိုအသုံးပြုရမလဲပြီးတော့ဒီဟာတွေကိုကိုသိထားတဲ့ကို master ပြီးကန်ဒီကိုသိထားတဲ့ဟာတွေကိုဒီ online ဒီ social media platform ပေါ်ကနေပြီးတော့ share ဖို့အတွက်တကယ် confidence မရှိခဲ့ဘူးဒါပေမဲ့ဒီ skills လေးခုကိုသိစကြပိုင်နိုင်ကျွမ်းကျင်သိပြီးသွားတဲ့အချိန်မှာ income လည်းအရင်ကထက်ဆိုင်အများကြီးပိုကောင်းလာတယ်နောက်ပြီးတော့အလုပ်တွေလည်းပင်ပန်းပန်းလုံးဆရာမလို့ပဲနဲ့အချိန်တိုအတွင်းမှာမြန်ဆန်လွယ်ကူကူတိတိကျကျနဲ့အားလုံးလည်းပို့ပြီးတော့လုပ်နိုင်ခဲ့ဒါအပြင်တကယ်ချင်းကောင်းနေနောက်ပြီးတော့ကိုကူညီပေးမဲ့လူတွေကိုတင်ပြပေးမဲ့သူတွေအများကြီးနဲ့လည်းဒီ skills တွေကြောင့်ပဲတွေ့ခဲ့ရတယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တခြား teachers တွေကိုပဲ2026မှာပြောင်းလဲဖို့အတွက်ကိုဒီမိမအသုံးပြုခဲ့တဲ့ skills လေးခုကိုဒီ video လေးထဲမှာမျှဝေပေးမှာဖြစ်ပါတယ်အဲဆိုရင်အားလုံးပဲစိတ်ဝင်စားရဆိုလို့ရှိရင်တော့ဆက်ပြီးကြည့်ဖို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါတော့2026ရောက်ဖို့အတွက်လည်းတလကြောပဲလို့ရဆိုတော့2026မှာ English teachers တွေအတွက်လေ့လာသင်တဲ့ skills တွေကဘာဖြစ်မလဲဆိုတော့ဒီ video လေးမှာကြည့်လိုက်ကြရအောင်အဲ့တော့ပထမဦးဆုံး English teacher တွေအတွက်အရေးကြီးတဲ့ skills ပေါ့နော်အဲ့ဒီဟာတွေကဘာဖြစ်မလဲဆိုရင်တော့ AI integrated teaching skills ပေါ့နော် AI ကအရင်အရေးကြီးလာပြီဖြစ်တဲ့အတွက် AI နဲ့ပတ်သက်တဲ့အနည်းဆုံးတော့ ChatGPT Magic School Canva ပေါ့နော်ဒါလေးတော့သုံးနိုင်အောင်လုပ်ထားရမယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီ software တွေဒီ application တွေကိုလေ့လာတဲ့အခါမှာလည်းဘာမှစိတ်ပူစရာမလိုဘူးတစ်ခုချင်းစီကိုဖြည်းဖြည်းချင်းနေလာပါChatGPT ဆိုကိုမသိရအကုန်လုံးမေးလို့ရတယ်အခုဆိုရင်worksheet လုပ်ပေးနိုင်တယ်မေးခွန်းတွေပြင်ပေးနိုင်တယ်သူနဲ့လည်းစကားပြောနိုင်တယ်စာလည်းလေ့ကျင့်နိုင်တယ် Magic AI ဆိုတာအဲ့လိုမျိုးပဲ worksheet တွေအကုန်လုံးပြင်လို့ရတယ်မေးခွန်းတွေထုတ်လို့ရတယ်ကိုမေးချင်တာကြိုက်တာအကုန်လုံးအချိန်တိုအတွင်းမှာလုပ်နိုင်တယ် Canva ဆိုလို့ရှိရင်ဒီမှာ AI နဲ့အသုံးပြုတာတော့ပုံတွေပြောင်းတာတော့ဗီဒီယိုရိုက်တာဒါတွေကိုအသုံးပြုနိုင်တယ်ပေါ့နော်အဲ့တော့အခုပေါ့ AI ကအများကြီးတိုးတက်လာတဲ့မြတ် teachers တွေကပေါ့နော်ဒီ AI ကိုလစ်လို့ရှုလို့မရတော့အခု teachers တွေအတွက်ဆိုလည်း AI သင်တန်းတွေအများကြီးရှိတယ်တက်ပါမကြောက်ပါနဲ့ဖြည်းဖြည်းချင်းလုပ်ပါတဖြည်းဖြည်းနဲ့ရသွားလိမ့်မယ် AI အသုံးပြုရဆိုလို့ရှိရင် idea တွေလည်းအများကြီးရတယ်လို့မျိုးပေါ့နော်ကိုယ့် idea AI idea ပေါင်းပြီးရတယ်လို့မျိုးအလုပ်တစ်ခုပေါ့နော်အချိန်တိုအတွင်းမှာမြန်ဆန်နဲ့လွယ်ကူကူပေါ့နော်ပြီးနိုင်တယ်ပေါ့နော်ပြီးတော့လုံးဝအသိဖြစ်တဲ့ဟာတွေကိုလည်းကိုကဒီ AI tools တွေကနေပြီးတော့လုံးဝလေ့လာနိုင်တယ်ပြီးတော့ကိုယ့်ရဲ့ PowerPoint တွေ worksheet တွေကလည်းလုံးဝဝေးဆာကလေးတွေပေါ့နော်စာလုပ်ချင်အောင်စာသင်ချင်အောင်ပြင်ဆင်နိုင်တာဒီ tools တွေကိုသုံးလို့ပါအဲ့တော့ teacher တို့ပေါ့နော်လုံးဝhesitate ဖြစ်နေတာမျိုးတွေလောကမှာငါမလုံးနိုင်ဘူးဒါမျိုးမစင်စားပါနဲ့အခုချိန်ကစပြီးတော့လေ့လာပါ2026ကိုလည်းစောင့်မနေပါနဲ့ရတဲ့နေရာမှာရတဲ့သင်တန်းတက်ပါတစ်ခုချင်းစီလေ့လာပါအများကြီးစဉ်းစားရဆိုရင်တစ်ခါလေးခေါင်းရှုပ်တတ်ပါတယ်အဲ့တော့အုံနောက်ကိုတစ်ခုချင်းစီပဲအလုပ်ပေးပြီးတော့တစ်ခုချင်းစီလေ့လာပါလေ့လာပြီးတော့ကိုလေ့လာထားတဲ့အပိုင်းတွေကိုကျွမ်းကျင်အောင်လုပ်ပါ